ဘာမြေပေါ်ကနေဒိုင်နိုဆောတွေဘာလို့မျိုးတုံးပြောက်ကွယ်သွားကြတာလဲဒိုင်နိုဆောမျိုးစိတ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း252တန်းကနေ66တန်းအထိမီဆိုဇိုရစ်ခေတ်အတွင်းမှာနေထိုင်ကျစားခဲ့ကြပါတယ်ကမ္ဘာအကြီးဆုံးတိရစ္ဆာန်တွေဖြစ်ပြီးအဲ့ဒီအချိန်ကအသားစားတဲ့ဒိုင်နိုဆောနဲ့အပင်စားဒိုင်နိုဆောဆိုပြီးရှိကြပါတယ်ကျွန်တော်တို့ကမ္ဘာပေါ်ရှိတက်ရှိတွေမျိုးတုံးပြောက်ကွယ်သွားတဲ့တမိုင်းမှာတော့ဒိုင်နိုဆောတွေကစိတ်ဝင်စားဖွယ်အကောင်းဆုံးနဲ့လိုအပ်စမ်းကြတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ဒိုင်နိုဆောတွေမျိုးတုံးပြောက်ကွယ်သွားတာနဲ့ပတ်သက်ပြီး theory များစွာရှိနေပေမဲ့ဂျိုးသိန်းဂျိုးမွားထိခိုက်မှုနဲ့မီးတောင်ပေါက်ကွဲမှုများကြောင့်လူများကလက်ခံယုံကြည်ထားကြပါတယ်။ theory ရဆိုရင်လွန်ခဲ့သောနှစ်ပေါင်း66တန်းခန့်ကမက္ကဆီကိုနိုင်ငံမှာရှိတဲ့ယူကန်တန်ကျွန်းဆွယ်အနီးမှာအလွန်ကြီးမားတဲ့ဂျိုးသိန်းဂျိုးမွားတစ်ခုကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်မီလောင်ကျွမ်းခြင်းမြေငလျင်များလှုပ်ခတ်ခြင်းဖြင့်နေကိုဖုတ်သွားလို့အရန်အေးတဲ့နျူကလ িয়ার ဆောင်းရာသီပါဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။တမျိုးလုံးကသူတွေအိမ်တိမ်ထဲမှာပဲအတူတူနေကြတယ်ဆိုတဲ့မျိုးအလက်စတာမှာရှိတဲ့ဝစ်စတာယာလို့ခေါ်တဲ့မြို့တစ်မျိုးပါဆိုရင်တော့တကယ့်ကိုထူးခြားတဲ့မြို့ပဲဖြစ်ပါတယ်။ရေခဲတောင်နဲ့ရေခဲမြစ်တွေပတ်ပတ်လဲဝိုင်းထားတဲ့ဒီမြို့မှာမြို့သူမြို့သားအားလုံးဟာအဆောက်အုံတစ်ခုထဲမှာပဲနေထိုင်ကြတာဖြစ်ပါတယ်။လူကြီး292မှ2ယောက်ထိရှိတဲ့ဒီမြို့မှာ14တက်အဆောက်အုံတစ်ခုပဲရှိပါတယ်။မြို့သားတွေအားလုံးဟာဒီအဆောက်အုံမှာအတူတူနေထိုင်ကြတာဖြစ်ပါတယ်။ဒါအပြင်အဆောင်ထဲမှာစားတောက်ဆိုင်ရဲစခန်းတရားရုံးစသဖြင့်မြို့တစ်မြို့လုံးမှာလိုအပ်တဲ့ရုံးတွေအကုန်လုံးရှိနေပါတယ်။ဒီမြို့ကိုဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်လူမျိုးတွေကစစ်အခြေစိုက်စခန်းအဖြစ်အသုံးပြုခဲ့ကြတာလည်းဖြစ်ပါတယ်။စစ်ပွဲပြီးသွားတဲ့နောက်မှာတော့လူတွေနေထိုင်တဲ့အဆောက်အုံအဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဒီတိုက်မှာဆိုရင်တော့အိမ်ခန်းနှက်ခမ်းပါဝင်တဲ့တိုက်ခန်းပေါင်း150ခန့်ရှိနေတာလည်းဖြစ်ပါတယ်။တိုက်ရဲ့ပုံစံကတော့မျိုးပြတွေမှာမြင်နေကြတိုက်တွေနဲ့အတူတူပဲဖြစ်ပါတယ်။လူအများစုကတော့တမျိုးလုံးအဆောက်အုံထဲမှာနေတာကတော်တော်ထူးဆန်းတဲ့အရာလို့အင်တာနက်ပေါ်မှာပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာနေထိုင်တဲ့အန်နာဆိုတဲ့အမျိုးသမီးကဒီလိုနေထိုင်ကြတာထူးဆန်းတာမဟုတ်ပဲအကွယ်အကြောင်းအရာတစ်ခုသာဖြစ်တယ်လို့ပြန်ပြေဖြေကြားရှင်းလင်းခဲ့ပူပါတယ်ခင်ဗျာ။